အားလုံးမင်္ဂလာပါကယ်လီပေါင်တို့ YouTube channel ကနေတင်တော့ကိုຫນွေထွေးဆိုကြိုဆိုပါတယ်ဒီနေ့ကျွန်တော်အနေနဲ့ဘာကြောင့်ကဘာပေါ်မှာတဘာဝဘေးဒဏ်တွေခက်စိတ်စိတ်ဖြစ်နေတာလဲဆိုတော့ခေါင်းစဉ်နဲ့ပြောသွားမှာဖြစ်ပါတယ်ကျွန်တော် YouTube channel ကို subscribe လုပ်ပေးဖို့ like လုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ကျေးဇူးများတင်ပါတယ်မြန်မာနိုင်ငံမှာစကိုင်းတိုင်းကိုဗဟိုပြုပြီးတော့ magnitude 9.9ရှိတဲ့မြင်ကလေးလောက်ခဲ့တာကျွန်တော်အားလုံးသိပါတယ်အချိန်ကတော့2025ခုနှစ်မလ28ရက်နေ့နေ့လယ်12:55အချိန်လောက်ဖြစ်တယ်အထူးသဖြင့်စကိုင်းမြို့အမရပူရမြို့မန္တလေးမြို့ရှမ်းပြည်နယ်နဲ့ဘန်ကောက်အထိမြင်ကလေးဟာဒီလောက်ခတ်ပြီးတော့အပြည့်အစည်များတာကျွန်တော်တွေ့ရတယ်ကျွန်တော်နောက်ဆုံးရတဲ့သတင်းအရဆိုရင်လူ3000ကျော်လောက်သေပြီးတော့လူ900ကျော်လောက်ပျောက်ဆုံးနေစေဖြစ်တယ်ဆိုတာတွေ့ရတယ်ပြည်သူလူထုရဲ့လူအင်အားစစ်အင်အားဖြင့်နှင့်ညမပြတ်စ조사အားထုတ်ကဲတင်မှုကြောင့်မြေအောက်မှာပိတ်မိတဲ့လူတော်များများကိုလည်းကဲတင်နိုင်တာအလွန်ဝမ်းသာစရာတွေ့ရပါတယ်ပြီးတော့မြန်မာပြည်နေရအနှံ့ကလူပုဂ္ဂိုလ်များအဖွဲ့အစည်းများကလည်းစံစီတောက်ရည်တန့်ချင်တော်ငွေကြေးအားဖြင့်ဝိုင်းဝန်းကူညီမအစတာတွေ့ရတယ်ကျွန်တော်အိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံချိုင်းနာနိုင်ငံထိုင်းနိုင်ငံအာရှနိုင်ငံနဲ့အခြားနိုင်ငံများကိုလည်းကျွန်တော်တို့ကိုကူညီမအစတာတွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်အတွက်ဝမ်းသာစရာကောင်းပါတယ်ကျွန်တော်အနေနဲ့ကြည့်လိုက်တဲ့အခါမှာလိုင်းကားပေါ်မှာအလူခံတဲ့လူတွေရှိတယ်တချို့ကြတော့ကိုစိတ်ချရတဲ့ဖွဲ့စည်းတွေကိုကိုယ့်ရဲ့ငွေကြေးများကိုယ့်ရဲ့ပစ္စည်းများကိုပေးပြီးတော့စေတနာတရားထက်တန်စွာနဲ့ဝိုင်းဝန်းလူဒန်းကြတဲ့အတွက်ကြောင့်အလွန်ကြည်နူးစရာအလွန်ဝမ်းသာစရာကောင်းပါတယ်မြန်မာနိုင်ငံဟာဗုဒ္ဓနိုင်ငံဖြစ်တယ်ဒုက္ခရောက်တဲ့လူများကိုပေးကမ်းတဲ့နေရာမှာလူဒန်းတဲ့နေရာမှာကဘာပေါ်မှာထိတ်ဆုံးကနေရာမှာပါဝင်ပါတယ်ကျွန်တော်တို့အနေနဲ့မိမိနိုင်ငံမကပဲကဘာမှာပဲနေရာမဆိုတဘာဝဘေးဒဏ်တွေဒုက္ခဆင်းရဲခံရတဲ့ခါမှာကျွန်တော်တို့အနေနဲ့အလူငွေလက်ပိုက်မကြည့်ဘဲနဲ့အလူငွေအားဖြင့်ကျွန်တော်တို့လူဒန်းနေကြဖြစ်ပါတယ်။ဘာကြောင့်ကဘာပေါ်မှာတဘာဝဘေးဒဏ်တွေခက်စိတ်စိတ်ဖြစ်ရတာလဲ။ကျွန်တော်တို့ကြည့်ရအောင်ပထမအနေနဲ့ဆူနာမြေငလျင်ဒါတော့အထူးသဖြင့်ပင်လယ်ထဲမှာဗဟိုပြုတဲ့ငလျင်ဖြစ်တယ်။မြန်မာပြည်မှာ2004ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မနေ့9:59လောက်ကစပြီးတော့ကျွန်တော်ဆူနာမီဖြစ်တယ်မြန်မာပြည်တစ်ခုလုံးတော့မဟုတ်ဘူးဂျပန်နိုင်ငံကစပြီးတော့ကျွန်တော်အာရှနိုင်ငံတွေပြီးတော့အာဖရိကနိုင်ငံအချို့အထိလောက်ခတ်တာတွေ့ရတယ် magnitude 9.1လောက်ရှိတယ်ကျွန်တော်အခုလောက်တဲ့ငလျင်ကတော့9.9တော်တော်ပြင်းတယ်ဆူနာမီကြောင့်ကျွန်တော်တို့လူ2,29,898ခုလောက်ရောက်လောက်သေးတာတွေ့ရပြီးတော့နံပါတ်1အနေနဲ့တဘာဝဘေးဒဏ်နာဂေးစ်မုန်တိုင်းဒါတော့2008ခုနှစ်မေလ2ရက်3ရက်နေ့ဖြစ်တယ်သူကြတော့ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီးတော့2ရက်အတွင်း3ကြိမ်တိဒီမုန်တိုင်းတိုက်တာတွေ့ရတယ်မုန်တိုင်းလည်းအင်မတန်မှမြန်ပြီးတော့အင်မတန်မှပြင်းတယ်တနင်္လာကီလိုမီတာ200လောက်ကျွန်တော်တို့ကမြန်မာပြည်မှာ highway မှာမောင်းခွင့်ရှိတာ100ကီလိုမီတာအဲ့ဒါထက်2ဆမြန်တယ်ပြီးတော့ line တွေကလည်း12ပေလောက်မြင့်တယ်အဲ့အတွက်ကြောင့်မြန်မာပြည်မှာလူပေါင်း338,366လောက်တည်တာတွေ့ရတယ်ပြီးခဲ့တဲ့နှစ်မှာမြန်မာပြည်မှာမိုးကြီးတယ်ရေကြီးတယ်မြေပြိုတယ်ဆယ်ကျိုးတယ်ကျွန်တော်တို့တရားဝင် report အရတော့လူ360ပဲတည်တယ်100လောက်ပျောက်တယ်ဒါပေမဲ့တကယ်တမ်းတော့ဒါထက်လက်အများကြီးများနိုင်တယ်ဒါတွေကမြန်မာပြည်နဲ့သက်ဆိုင်တဲ့နေရာမှာဖြစ်ပျက်တဲ့တဘာဝဘေးဒဏ်တွေဖြစ်တယ်ဘာကြောင့်တဘာဝဘေးဒဏ်တွေဒီလိုဖြစ်ရလဲကျွန်တော်ရိုးရိုးတဘာဝနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်လူတွေအသက်ကြီးလာတယ်50လောက်ကျော်လာတဲ့ခါမှာစပင်တွေဖြူလာတယ်သွားတွေကျိုးလာတယ်မျက်စိတွေမုံလာတယ်နားတွေမကြားဘူးယောဂတွေကတစ်ခုပြီးတစ်ခုပွားလာပြီးတော့ကျွန်တော်အနေနဲ့အိုပြီးသေးရကဘာလဲဒီတိုင်းပဲဖြစ်ပါတယ်သိပ္ပံပညာရှင်များရဲ့တွေ့ချက်အရာဒီကဘာရဲ့တက်တန်းဟာနှစ်ပေါင်းတန်ပေါင်း
50ကျော်တယ်လို့ပြောပါတယ်ဒါဆိုရင်တော်တော်ကြာခဲ့ပြီတမန်ကျမ်းစာရဲ့ပေါ်ပြချက်အရတော့ဒီကဘာရဲ့တက်တန်းကတော့နော်6000ကျော်လောက်ရှိတယ်ဘာပဲဖြစ်ဖြစ်ဒီကဘာဟာတက်တန်းကြီးပြီး OB ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့နော်အမျိုးအားဖြင့်နော်ကဘာဟာပြည့်စည်တယ်ယိုယွင်းတယ်ဆိုတာကျွန်တော်အနေနဲ့တွေ့ရအဲ့အတွက်ကြောင့်ကဘာကြီးဟာတနေ့ကျတော့ပြည့်စည်မယ်ဆိုတာတမန်ကျမ်းစာကဟောထားပြီးပြီပြည့်စည်တာတောင်မှမီးနဲ့ပြည့်စည်မယ်ဆိုတာကျွန်တော်တွေ့ရတပည့်တော်တွေကခရစ်တော်ကိုဘယ်လိုမေးလဲဆိုဒီကဘာကြီးပြည့်စည်မဲ့အချိန်အဘယ်ချိန်ဖြစ်မလဲလို့ပြောရခါမှာခရစ်တော်ဘယ်ခုနှစ်မှာဖြစ်မလဲဘယ်လမှာဘယ်ရက်မှာဖြစ်မလဲဆိုတာတော့မပြောပြဘူးဒါပေမဲ့ဖြစ်ပြမဲ့နမိတ်လက္ခဏာကိုဖော်ပြထားတယ်ကဘာဦးကျမ်း24ငယ်3 6ခွန်အငယ်29 30မှာတွေ့ရတယ်ပြီးဒံယေလ7ငယ်4ကဘာပြည့်မဲ့အချိန်ပြည့်မဲ့မတိုင်ခင်နမိတ်လက္ခဏာတွေကြည့်မယ်ဆိုရင်နံပါတ်1စစ်တိုက်ခြင်းအကြောင်းကိုကြားရမယ်နံပါတ်2စစ်တိုက်အံ့သောတရင်ကိုကြားရမယ်နံပါတ်3လူမျိုးတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံစစ်တိုက်မယ်နံပါတ်4အရရမှာအစာခေါင်းပါမယ်နံပါတ်5ကာလနာများပြားမယ်နံပါတ်6မြေငလင်လုံမယ်နံပါတ်9နေမိုက်မယ်နံပါတ်8လအသွေးလိုဖြစ်မယ်နံပါတ်9ကျဲကျွေမယ်နံပါတ်10ပညာအရန်တိုးပွားမယ်အခု AI ပညာတိုးပွားတာဘယ်လောက်နော်ထူးဆန်းလဲဆိုတာကျွန်တော်တို့ Facebook မှာနဲ့တိုင်းတွေ့ရပြီးတော့နော်လူတွေကခရီးအရန်သွားမယ်ဆိုပြီးတော့ဖော်ပြထားပါတယ်စစ်တိုက်ခြင်းအကြောင်းအခုလောလောဆယ်ပဲပြောမယ်ဆိုရင်ရုရှားနဲ့ယူကရိန်းတိုက်တယ်အစ္စရေးနဲ့ဟာမတ်တိုက်တယ်စစ်တိုက်အန်တော့ငါတတဲ့နော်တရုတ်ကထိုင်ဝမ်ကိုတိုက်တော့မယ်အီရန်နဲ့အစ္စရေးတိုက်တော့မယ်တတဲ့ကျွန်တော်နေ့တိုင်းကြားရလူမျိုးတစ်မျိုးနဲ့တစ်မျိုးအဲ့ဒါတော့ရဝမ်ဒါနိုင်ငံမှာကြာတော့ကြာပြီးပြီနော်ဟူတူနဲ့တွတ်စီတွေတတ်တာနော်လူတတန်းကျော်လောက်တည်တယ်ပြီးတော့အိန္ဒိယတိုင်းပြည်မှာနာဂနဲ့ကူကီစသည်ဖြင့်ကဘာပေါ်မှာတော်တော်များပါလူမျိုးရေးစစ်ပွဲလည်းတွေ့ရတယ်အစာကောင်းပါမယ်ပြီးတော့ကာလနာများပြားမယ်2020-21မှာ COVID-19 ကြောင့်လူတန်းပေါင်းမြောက်များစွာတည်တာတွေ့ရတယ်မြင်းငလင်းAD1ကနေ100နှစ်ပေါင်း100အတွင်းမှာ15ကြိမ်ပဲလုပ်တယ်AD 1500ကနေ1600မှာ1600မှာနှစ်ပေါင်း100အတွင်း253ကြိမ်ပဲလုပ်တယ်အဲဒီ1900နဲ့1800ရောက်တဲ့အခါမှာနှစ်ပေါင်း100အတွင်းမြင်းငလျာ2139ကြိမ်လုပ်တယ်ဒီနှစ်မှာတော့တစ်နှစ်မှာ9သိန်းကျော်လောက်မြင်းငလျလောက်တာတွေ့ရတယ်နေမိုက်မယ်ဆိုတာမေလ19 1980မှာမိုက်ခဲ့ပြီးအဲ့ဒီညမှာဘဲလာအသွေးလိုနေတယ်ပြီးတော့1833နိုဝင်ဘာလ23ရက်မှာကျဲကျွေပြီးပညာတိုးပွားတာတော့နော်ကျွန်တော်ပြောဆရာမလို့တော့ဘူး AI အခုလောလောဆယ် DeepSeek တို့ပြီးတော့ကျွန်တော်တို့ကြားရတာအခု smartphone တွေကျွန်တော်တို့သုံးနေတယ်မကြခင် smartphone မသုံးတော့ဘူးနောက်ပြီးတော့ Elon Musk ရဲ့ company ပြီးတော့တရုတ် company Japan company ရနော်တကယ်အမျိုးသမီးတူနဲ့တူတဲ့စက်ရုပ်တွေဖန်တီထွင်းတဲ့ဒါတွေအားလုံးဟာကဘာကြီးနောက်ဆုံးချိန်ရောက်တယ်ပြည့်စည်တော့မယ်ဆိုတဲ့အကြောင်းနမိတ်လက္ခဏာဖြစ်တယ်ဆိုတာတွေ့ရတခါတလေကျွန်တော်ဒီ YouTube မှာအဖြစ်ပြက်အကြောင်းကိုကျွန်တော်အင်္ဂလိပ်ကနေဘာသာပြန်တယ်အဲ့တော့ကြောင့်2025မှာဖြစ်ပြက်မဲ့အကြောင်းတွေဟောတဲ့အခါမှာကောင်းတာမရှိသလောက်ပဲအဲ့တော့ကြောင့်လူတွေကကျွန်တော်ကိုဝိုင်းဆဲကြတယ်ဒါပေမဲ့ကျွန်တော်ဗုဒ္ဓဘာသာအရာကြည့်မယ်ဆိုရင်ကျွန်တော်အနေနဲ့ဒုက္ခချမ်းသာကိုမျော်လင့်ပေမဲ့ဒုက္ခပဲပုံများတယ်တစ္ဆာလေးပါးမှာကြည့်တဲ့အခါမှာဒုက္ခတစ္ဆာဆိုတာတစ်မျိုးဖြစ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ဗုဒ္ဓဘာသာတရားနဲ့ကြည့်မယ်ဆိုရင်လေတဘာဝတာဘေးဒဏ်တစ်ခုကြောင့်တစ်ခုပြီးတစ်ခုဖြစ်တာဆိုတာဒုက္ခတစ္ဆာဖြစ်တယ်လူတွေကတဏှာနဲ့မကင်းတရွေ့ဒီဒုက္ခဖြစ်ခရိယန်ရဲ့နော်ယုံကြည်ချက်အရာကြည့်မယ်ဆိုရင်ကျွန်တော်အနေနဲ့အပြစ်ကြောင့်အပြစ်တရားကြောင့်ဒီဒုက္ခဆင်းရဲရောက်တယ်နော်အကုသိုလ်တွေကြောင့်ဒီဒုက္ခဆင်းရဲရောက်တယ်
ဒါပေမဲ့ဒီကဘာတောင်မှမင်းနဲ့ပြည့်စည်ခြင်းခံရမယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော်တို့ခရိယန်ကျမ်းစာတနေရဖတ်ရအောင်ရှင်ပေတုဒုတိယဆောင်ခန်းကြီး3အငယ်7နဲ့73မိုးကောင်းကင်ဒီမင်းနဲ့ပြည့်တော်ပြည့်၍လောကဓာတ်တို့သည်ပူအားကြီးလျက်အေကြိုခြင်းခံရသောနေ့တည်ဟုသောဖယားတခေ၏နေ့ရောက်လိမ့်မည်တင်တို့သည်မျော်လင့်တောင့်တလျက်တန်ရှင်းသောအကျင့်ကိုကျင့်ခြင်းဖယားဝတ်၌မွေ့လျော်ခြင်းအဘယ်သို့သောသူဖြစ်အပ်သည်ယခုရှိသမျှသောအရာသည်ပြည့်ရတော်လဲဖြောင့်မတ်ခြင်းတရားတည်ရှိသောမိုးကောင်းကင်တဲ့နှင့်မြေကြီးတစ်ကိုငါတို့သည်ဂတိတော်နှင့်အညီမျော်လင့်၏ရှင်ပေတရုပြောတဲ့နေရာမှာမိုးကောင်းကင်ဟာမြေကြီးဟာပြက်မယ်လောကဓာတ်အားလုံးဟာလောင်ပြီးတော့ရေကျိုမယ်အဲ့အတွက်ကြောင့်ကျွန်တော်ဘယ်လိုပြင်ရမလဲကျွန်တော်အနေနဲ့ခရစ်တော်ကိုခရစ်တော်ကတာလင်ဒီဘေးဒုက္ခတွေကနေကယ်တင်နိုင်တယ်လောကရဲ့ပျက်စီးခြင်းကနေကယ်တင်ကာကွယ်နိုင်တဲ့အတွက်ကြောင့်ကယ်တင်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ခရစ်တော်ကိုယုံကြည်လက်ခံပြီးတော့ဒီနှစ်ကိုမျှော်လင့်ပြီးတော့တန်ရှင်းတဲ့အကျင့်ဖယားဝတ်မှာမွေ့လို့တဲ့အကျင့်ကိုကျင့်မယ်ဆိုရင်ခရစ်တော်ကြွလာပြီးတော့ကျွန်တော်ကိုကယ်တင်ပြီးတော့ကဘာတစ်မြေကြီးတစ်ကျွန်တော်အတွက်ထားပေးတယ်အဲ့ဒီနေရာမှာကျွန်တော်ကိုထားမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒီနေ့နောက်ဆုံးကဘာဆိုတာကျွန်တော်ဒုက္ခချမ်းသာကိုမျှော်လင့်ပေမဲ့ဒုက္ခသစ္စာနဲ့ပဲပြည့်နေပါတယ်ဒါပေမဲ့ဒီနေ့ဝမ်းသာစရာကောင်းတာကဘာဟာတနေ့ကျတော့ဆုံးမယ်မင်းနဲ့လောင်မယ်အေကြိုမယ်ဒါပေမဲ့ခရစ်တော်ကိုယုံကြည်လက်ခံတဲ့လူအားလုံးခရစ်တော်ကဒုတိယကြိမ်ကြွလာပြီးတော့ကယ်တင်ပြီးတော့နော်ဒီဘေးဒုက္ခတွေမရှိတဲ့နေရာတေချင်းအိုချင်းနာချင်းတဏှာနဲ့နော်အတ္တလောဘဒေါသမရှိတဲ့နေရာမှာကျွန်တော်တို့ကိုထားပြီးတော့ကျွန်တော်တို့ခရစ်တော်နဲ့သူအမြဲစိုးစံရမှာဖြစ်ပါတယ်အဆုံးတိုင်အောင်နားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်